ပါဠိဗုဒ္ဓအတုစာများငါအင်္ဂလိပ်လိုကတော့ short notes for Pali erudition 5ဒီကခေါင်းစဉ်ကတော့စနစ်မကျသောပါဠိတက်3ခု3 unsystematic Pali roots ပါဠိမှာစနဲ့အခရာစနဲ့အခါမှာစနစ်မကျတဲ့ပါဠိတက်3ခုကိုဒီမှာလေ့လာပြီးတော့သင်ပြပေးပါမယ်အဲဒါမာရိကလေးကတော့အခရာစင်ပုံပြီးတော့ဗန်ဇတက်နဲ့ပတ်သက်တဲ့ဖွင့်လေးတွေပြီးတော့ရန်ဇတက်ပြီးတော့တန်ဇတက်တက်သုံးခုဆိုင်ရာ၎င်းတက်သုံးခုဆိုင်ရာသရချံသုံးများတက်သုံးခုဆိုင်ရာရုပ်တွက်တက်သုံးခုဤတစ်ခုတည်းသောအမာခံတုတ်ပါဠတိသုံးမသုံးပုံစံတက်သုံးခုနဲ့တခြားကျမ်းများခြုံငုံသုံးသက်ချက်ဆိုပြီးတော့ဒါကဒီဗီဒီယိုရဲ့မာရိကာလေးတွေဖြစ်ပါတယ်ဒီတက်သုံးခုကအခါဆင်းတဲ့အခါမှာသူကစနစ်မကျဘူးလို့ပြောချင်ပါတယ်။ဘာကြောင့်လဲဆိုတော့အခရာဆင့်ပုံစနစ်တကျအခရာဆင့်ပုံလေးကိုသိမှသာလျှင်ဒီဓာတ်တွေဟာဒီဓာတ်သုံးခုဟာစနစ်မကျဘူးအဲ unsystematic ဖြစ်တယ်ဆိုတာကိုနားလည်မှသိမှဖြစ်ပါတယ်။အဲဒီအတွက်ဒီစနစ်တကျအခရာဆင့်ပုံလေးကိုဒီမှာအချင်းချုပ်ပြောပြပါမယ်သိသင့်ပါတယ်။အရင်ဗီဒီယိုတစ်ခုမှလည်းပဲဒီအခရာဆင့်အခရာနဲ့အခရာဆင့်ပုံဆိုပြီးတော့အခြေတဝင့်အဲဒီမှာပုံစံတွေနဲ့ရှင်းလင်းပြထားပါတယ်အဲဒီမှာပါဠိမှာဘီစင်ပုံ၃မျိုးရှိပါတယ်အခါ40လုံးရှိတဲ့အခါမှာဘီတွေဆင်းတဲ့အခါမှာ၃မျိုးအချုပ်ရှိပါတယ်နံပါတ်1ကတော့ဝက်ဘီ25လုံးသူတို့အချင်းချင်းဆင်းတာပါအဲ့တော့အပေါ်ကဝက်ဘီအောက်ကလည်းဝက်ဘီဒါကဝက်ဘီချင်းချင်းဆင်းတာနံပါတ်2အနေနဲ့ဝက်ဘီနဲ့အဝက်ဘီစင်နာပါရရလာဝတဟာလအထိပေါ့ပြီးတော့နံပါတ်3ကတော့အဝဘီချင်းချင်းရရလာဝတဟာလအချင်းချင်းစင်နာဆိုပြီးတော့လူမျိုးအချင်းချုပ်ခွဲရပါမယ်အဲ့တော့ဝဘီစင်မောင်3မျိုးအချုပ်ဖြစ်ပါတယ်အဲ့ဒီမှာဝဘီအချင်းချင်းစင်ပုံနဲ့အခုဗီဒီယိုနဲ့အခုဓာတ်3ခုနဲ့သက်ဆိုင်ပါတယ်အဲ့ဒီတော့ဝဘီချင်းချင်းစင်ပုံဝယ်ပဲလေ့လာပါမယ်ဝဘီချင်းချင်းစင်တဲ့အခါမှာ5မျိုးထပ်ခွဲရပါမယ်နံပါတ်1ကတော့ပထမအခရာချင်းချင်းစင်တာပါအဲအပေါ်ကပထမအခရာအောက်ကလည်းပဲပထမအခရာလိုမျိုးပြီးတော့နံပါတ်2ကျတော့ပထမအခရာနဲ့ဒုတိယအခရာအပေါ်ကပထမအခရာအောက်ကဒုတိယအခရာနောက်နံပါတ်3ကတော့တတိယအခရာချင်းချင်းစင်တာပါအပေါ်ကတတိယအခရာအောက်ကတတိယအခရာပြီးတော့နံပါတ်4ကျတော့တတိယအခရာနဲ့သရုတ်တအခရာစစ်ပါမယ်အပေါ်ကတတိယအခရာအောက်ကသရုတ်တအခရာနောက်နံပါတ်5ကျတော့ပစ္စမအခရာနဲ့ပထမဒုတိယတတိယသရုတ်တပစ္စမအခရာတွေဆင်တာဖြစ်ပါတယ်အဲ့တော့ပစ္စမအခရာကရှေ့ကရှိပါမယ်အဲ့ဒီမှာအဲ့ဒီဝက်ပီချင်းချင်းစင်ပေါ်5မျိုးသိပြီးနားလည်ပြီးရင်အဲ့ဒီဝက်ပီချင်းချင်းစင်တယ်ဆိုပေမဲ့ဝက်ပီ25လုံးရှိတယ်ဆိုပေမဲ့ဝက်ပြီးချင်းစစ်တဲ့အခါမှာဝက်တူချင်းသာဆင်ပါတယ်မကဝက်ပြီးချင်းချင်းမဆင်နဲ့စာဝက်ပြီးချင်းချင်းမဆင်နဲ့တာဝက်ပြီးချင်းချင်းပါဝက်အမ်တာဝန်ဘူဝက်အချင်းချင်းဒီမှာမှားနေပါတယ်တာဝန်ဘူဝက်ဝဝက်ချင်းချင်းဖြစ်နေပါတယ်တာဝန်ဘူဝက်ချင်းချင်းပြီးတော့ပါလဝက်ချင်းချင်းမဆင်ပါတယ်ကာကြီးဝက်ကကျန်တဲ့စာဝက်တာဝက်တာဝန်ဘူဝက်ပါလဝက်အခရာတွေနဲ့ပြီးတွေနဲ့မဆင်ပါဘူးအဲ့ဒီတိုင်းပဲစာဝက်ကလည်းပဲကာဝတ်တူတောင်းလင်းကြီးဝက်တောင်းဘူးဝက်ပါဝတ်တွေနဲ့မဆင်ပါဘူးပါဝက်ကလည်းပဲအဲ့ဒီလိုပဲတခြားဝက်ပြီးအခရာတွေနဲ့ပြီးတွေနဲ့မဆင်ပါဘူးဝက်အုပ်စုကအဲ့တော့ကာဝတ်ချင်းချင်းဆင်မယ်ဥမာအချင်းချုပ်ပြောမယ်ဆိုလို့ရှိရင်ကာကြီးဝက်ချင်းချင်းဆင်တာဆိုကာကြီးအခရာကာကြီးဝက်၅လုံးကကကငအဲ့တော့ကာကာကာခာဂါ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 ငါနဲ့ကနဲ့ဆင်မဲ့ငါပြသမခရာငါအပေါ်ရှိမဲ့ငါကငခငကငကဆိုပြီးတော့လို့မရှိပါတယ်ငငဆိုတာမရှိပါဘူးအဲ့ဒါကကာကြီးဝက်အချင်းချင်းမှာပဲ
စင်တာဖြစ်ပါတယ်အဲ့တော့ကာကြီးဝချင်းချင်းမှာစင်တာကအဲ့ဒါ8တွဲရှိနေပါတယ်နော်စဝချင်းချင်းမှာလည်းပဲအဲ့တော့ငါချင်းချင်းစင်တာမရှိဘူး8တွဲရှိနေတယ်နောက်စဝမှာလည်းပဲရှင်းမယ်စင်မယ်အဲ့တော့ဆပြီးတော့ညက်စညက်စညက်စညပြီးတော့ညနဲ့ဇာမြင်စွဲနဲ့စင်တာမရှိပြန်ပါဘူးအဲ့တော့ရှစ်လုံးပဲရှစ်တွဲပဲရှိမှာအဲ့တော့တလည်းဝက်ချင်းချင်းစင်တဲ့ခါမှာလည်းပဲအဲတတတထတတတတနတနထနတနနဆိုပြီးတော့နာကြီးနဲ့ဒိုင်မုံနဲ့စင်တာမရှိပြန်ပါဘူးသူလည်းပဲရှစ်တွဲပဲရှိပါတယ်နောက်တဝန့်ဘူဝက်အချင်းချင်းဆင်းတဲ့အခါမှာလည်းပဲတတတထတတတတပြီးတော့နတနထနတနတနနဆိုပြီးတော့သူကြတော့ဒီအကုန်လုံးဆင်တာရှိတဲ့အတွက်ကိုးတွဲရှိပါမယ်။နောက်ပါဝါချင်းချင်းဆင်းတဲ့အခါမှာလည်းပဲပပပဖပပပပမပမဖမပမပမမဆိုပြီးတော့သူလည်းကိုးတွဲရှိပါမယ်။ကိုယ်ရရှိပါမယ်အဲ့တော့တုတ်ထောက်ထားရဆိုလို့ရှိရင်တော့ပရဒိဘောဌာနေဆိုတော့ကြတော့ဒါတွေပေါ်ပြူတာတွေပေါ့ဥမာကကတို့ဂဂတို့အဲပထမနဲ့ချင်းပထမချင်းစင်နာတတိယချင်းစင်နာဒါမျိုးတွေကြတော့ဒီပစ္စမချင်းစင်နာကြတော့ပရဒိဘောဌာနေဆိုင်ပါတယ်โอเคကောသာကောသာတတိယပထမကြတော့ရှေ့ကပထမနောက်အောက်ကဒုတိယကခတို့ဂဂတို့ခေါင်းငယ်ကကြီးနဲ့အဲ့လိုမျိုးတွေစင်နေတာတွေမှာโอเคကောသာကောသာတတိယပထမဝကနဝဝကေကြတော့ဒီဝကနဝဝကေကြတော့အပေါ်ကပစ္စမခရာလေးတွေရှိနေတာတွေဥပမာငကတို့ငခတို့ငကတို့ငကတို့ဒါမျိုးတွေအဲညစအဲ့လိုမျိုးတွေနေရာတွေမှာကြတော့ဝကနဝဝကေသူစီမြင့်ရဆိုအဆင့်တာတွေဖြစ်ပါတယ်အဲ့တော့ဒီစီမြင့်သုံးခုရဒီလိုမျိုးအဆင့်တွေကိုသိနေပါတယ်နားလည်ရမှာဖြစ်ပါတယ်အဲ့တော့ဒီအခရာစင်မုံအချုပ်ရဒီကာကြီးဝတ်နဲ့တခြားဝတ်တွေမစင်ပါဘူးစာလုံးဝတ်နဲ့တခြားဝတ်တွေမစင်ဘူးတာလကြီးဝတ်အချင်းချင်းမစင်နဲ့တခြားဝတ်တွေနဲ့မစင်ဘူးတောင်းဝတ်အချင်းချင်းမစင်နဲ့တခြားဝတ်တွေနဲ့မစင်ဘူးပါဝတ်ချင်းချင်းမစင်နဲ့ကျန်တဲ့ဝတ်ပြီးအခရာတွေနဲ့မစင်ဘူးဆိုတာကိုသိရပါမယ်အဲ့တော့ဒီသဘောကိုသိပြီးမှသာလျှင်အဲ့တော့ဒီတက်သုံးခုလာမဲ့တက်သုံးခုဟာစိတ်စနစ်တကျရှိမနေဘူးစိတ်ကန်းကိုဖောက်ဖြစ်နေတယ်စိတ်ကန်းနဲ့မညီဘူးဆိုတာကိုဒီနေရာမှာတွေ့ရမှာဖြစ်ပါတယ်အဲ့တော့ဗန်စာတက်ကိုကြည့်လိုက်မှာဆိုလို့ရှိရင်ဗန်စာတက်မှာအပေါ်ကနငယ်အောက်ကဇာခွဲဖြစ်ပါတယ်နငယ်ကတောင်းဘူဝက်ကဇာခွဲကအောက်ကဇာခွဲကဒီစာလုံးဝက်ဖြစ်ပါတယ်အဲ့တော့ဝက်မတူချင်းဆင်ထားတာဖြစ်ပါတယ်အဲအဲ့တော့အဲ့ဒီဟာဗန်ဇအဝမတနေဆိုပြီးတော့ရူပသတိမှာတွေ့ရတယ်ပင်စနံပင်ကိုပါဏိနိယဓာတုပါဌာမှာကြတော့တော့ဗန်ဇောအာမတနေဆိုပြီးတော့ရှိတယ်ဗန်ဇောအာမတနေဗန်ဇောအာမတနေပါဏိတိမှာတရားရှိပါတယ်နေခိနဲ့တွေ့ရပါတယ်ဒီမှာတွေ့ရတဲ့ရရှိထားတဲ့ဒီ online တောင်းထားတဲ့ဒီဒေဝနာဂရီပါဏိနိဓာတုပါဌကျမ်းမှာကတော့ဒီလိုမျိုးနေခိနဲ့တွေ့ရတယ်ဘန်ဇောဆိုပြီးတော့ဘန်ဇောအာမတ်နေဆိုပြီးတော့တွေ့ရတယ်နေခိနဲ့တွေ့ရတယ်ဝကန္တအညာဏနမပြုထားတာမတွေ့ရဘူးနောက်ဒန္တီမှာကြတော့အဘိဓမ္ပိရဏပရိပိကတိကမှာကြတော့ဗန်ဇအဝမတ်တနေဆိုပြီးတော့တွေ့ရတယ်ဒီမှာလည်းပဲနားငယ်နဲ့ဇာခွဲနဲ့ဆင်ထားတဲ့ပုံစံတွေ့ရပါတယ်ပြီးတော့အဘိဓမ္တိကမှာပဲတခြားတနေရာမှာကြတော့ဗန်ဇဆိုပြီးတော့ညနဲ့ဒီအဲသူဝက်တူချင်းတွေ့ရတယ်ညကပစ္စမအခရာအပေါ်ကရှိတယ်ဇာခွဲကအောက်ကအဲတတိယအခရာအောက်ကရှိတယ်ပေါ့နော်ဒီလိုမျိုးတွေ့ရအဲ့တော့ဒန်ဒီမှာနှစ်ခုတွေ့ရတယ်ဗန်ဇနာငယ်နဲ့ဇာခွဲနဲ့ဝက်မတူတာဆင်တာတွေ့ရတယ်ဗန်ဇဆိုပြီးတော့ညနဲ့ဇာနဲ့ဝက်တူချင်းဆင်တာလည်းတွေ့ရတယ်အဲ့တော့ဒန်ဒီမှာတွေ့ရတယ်ပေါ့အဲ့တော့ဒါကဗန်ဇတက်ပေါ့ဗန်ဇတက်ကနာငယ်နဲ့ဇာခွဲနဲ့ဆင်ရင်ဝက်မတူဘူးဆင်တာတဲ့အတွက်ဒါကထူးခြားနေတယ်ပေါ့နော်နောက်တစ်ခုကတော့ရန်ဇတက်ပေါ့ရ
ရန်စာတကကြတော့ရန်စာရာဂီတနေ့သက်ချင်းဆိုချင်းစာကြည့်တဲ့အဓိပ္ပာယ်ရှိတယ်ရင်စတီတိမြန်မာလိုရင်စတီတိရတ္တောသာရတ္တောဝိရတ္တောဒီအထက်တွေကဒီပုံစံတွေကရန်စာတကနေဆင်းသက်လာတယ်ဒါနိရောဓတိပတိမှာတွေ့တာပေါ့နောက်ရင်စာရာဂီကျန်တဲ့တရားကျမ်းစာအုပ်တွေမှာလည်းပဲရန်စာတကတွေ့ပါတယ်ဒီနေရာမှာနမူနာပဲထုတ်ပြတာပါလူမျိုးရှိတယ်ဆိုတာကိုပြတာဖြစ်ပါတယ်အကုန်လုံးမပြပါဘူးအဲ့တော့ရင်စာရာဂီဆိုပြီးတော့တွေ့တယ်အဲ့တော့ဓာတိမှာပဲဒီရန်ဇရာဂေဆိုပြီးတော့လည်းပဲတွေ့ပါတယ်အဲ့တော့ဓာတိမှာကျတော့ရန်ဇဆိုပြီးတော့နာငယ်နဲ့ဇာခွင့်နဲ့ဆင်တာလည်းတွေ့တယ်ညနဲ့ဇာခွင့်နဲ့ဆင်တာလည်းတွေ့တယ်ဝတ္တုချင်းဆင်တာလည်းတွေ့တယ်ဝမတုချင်းဆင်တာလည်းတွေ့တယ်ဒီနေရာမှာဓာတိမှာလည်းပဲရန်ဇရာဂေနာငယ်နဲ့ဇာခွင့်နဲ့ဆင်တဲ့ပုံစံတွေ့ရပါတယ်နောက်သို့တော်ပါဠိနိဓာတုပါဌာမှာကျတော့ရန်ဇရာဂေဆိုပြီးတော့သူကနေခိကလေးနဲ့တွေ့ရတယ်ရန်ပေါ်မှာနေခိကလေးနဲ့တွေ့ရတယ်အဲ့တော့ရန်ဇနာငယ်နဲ့ဇာဝင်နဲ့ဆင်ရင်သူလည်းပဲဗန်ဇလိုပဲဝတ္တုချင်းဆင်တာမဟုတ်ဘူးနာငယ်ကအပေါ်ကနာငယ်ကတောင်းမှုဝဖြစ်တဲ့အောက်ကဇာခွဲကစဝတ်ဖြစ်တဲ့ဝမတူသို့တော့ရင်ဇဆိုလို့ရှိရင်တော့အပေါ်ကညစဝတ်ပဲအောက်ကဇာကလည်းစဝတ်ပဲဖြစ်တဲ့ဝတ္တုချင်းဆင်တယ်အဲ့တော့ဒန်ဒီမာကတော့နှစ်ခုတွေ့ရတယ်ရန်ဇရောရင်ဇရောနှစ်ခုတွေ့ရတယ်အဲ့တော့ရန်ဇဆိုလို့ရှိရင်တော့စီစနစ်နဲ့မကဲဘူးဘာကြောင့်လဲဝက်မတူတဲ့အတွက်ကြောင့်နောက်ငယ်နဲ့ဇာခွဲနဲ့ဝက်မတူတဲ့အတွက်ကြောင့်စီစနစ်မကြတဲ့ပုံစံမျိုးတွေ့ရတယ်မဏိနီမကတော့ရန်ဇဆိုပြီးတော့နေကိတ်တိတိတင်နေရှိတယ်အခုကတန်ဇတက်တန်ဇတက်ကြတော့လည်းပဲအဲမှာတန်ဇသင်္ကေနောက်ငယ်ဇာခွဲနဲ့ဘောကနောက်ငယ်တောင်းဘူးဝဲဇာခွဲကအောက်ကဇာခွဲကစောင်းစလုံးဝက်စဝက်တန်ဇသင်္ကေသင်္ကောလက္ခဏာသင်္စတိတတ္တောသဇနတတ္တိသသည်အဲ့တော့ဓာတုမာလာမှာတွေ့ရပါတယ်သရဏိတိဓာတုမာလာနောက်သင်္စသင်္ကေစုညာလောဘောတိစုဆိုပြီးဓာတိမာလည်းတွေ့ရတယ်အဲ့တော့ဓာတိမာကတော့ဒီတန်စာရောသင်္စာရောနှစ်ခုသလုံးတွေ့ရတာဖြစ်ပါတယ်ဒီမှာတော့တစ်ခုပဲအဲပြထားတာဖြစ်ပါတယ်အဲ့တော့ဓာတုတသင်္ကန်းမှာကြာလည်းပဲသူကသင်္စာရဲ့တန်စာရဲ့နှစ်ခုတွေ့ရတယ်ကဲသင်္စာသင်္ကန်းမိသင်္ကေကညီချင်းသင်္စတိဥပါရိသသင်္စန္တိတ္တာဆိုပြီးတော့ဒီမှာအကရိယာနဲ့လည်းပဲနာငယ်ဇာခွက်နဲ့ဆက်ထားတာတွေ့ရတယ်အဲနောက်ဒီပါဠိနေရာဓာတုပါဌာမှာကျတော့ဒီရှန်ကြဆိုပြီးတော့ရှန်ကြစံဂေရှန်ကြစံစံဂေရှန်ကြစံဂေဆိုပြီးတော့တွေ့ရတယ်ကညီချင်းပါပဲဒီပြတော့အိမ်မှာတော့ရှန်ကြလို့တွေ့ရတယ်အဲပါနေခိနဲ့တွေ့ရတယ်ပါဠိနေရာဓာတုပါဌာမှာအဲတော့ဒီမြန်မာပူလင်တရာကျမ်းနေမှာကြတော့တကျမ်းနေမှာကြတော့တန်စရဲ့သင်္စရဲ့နှစ်ခုတွေ့ရတယ်ဝတ္တုဝမတုတန်စလည်းတွေ့ရတယ်ဝတ္တုသင်္စလည်းတွေ့ရတယ်အဲ့တော့အဘိဓမ္မာပฏิပိကတိကမှာကတော့တန်စသင်္စနှစ်ခုတွေ့ရတယ်ဓာတုတသင်္ကမှာတန်စသင်္စနှစ်ခုတွေ့ရတယ်အနိနေမှာကျတော့ရှန်ကြဆိုပြီးတော့ရှန်စဆိုပြီးတော့နေကိနေပဲတွေ့ရတယ်အဲ့တော့နောက်ငယ်နဲ့ဇာခွဲနဲ့ဆိုလို့ရှိရင်ဝက်မတူချင်းစင်တာတဲ့အတွက်ကြောင့်ဒါတစ်မျိုးထူးခြားနေပါတယ်စနစ်မကျတဲ့ပုံစံမျိုးလို့ပြောရမယ့်ပုံစံရှိတယ်အဲ့ဒီဓာတ်သုံးခုရဲ့ဆိုင်တဲ့သရာကျန်သုတ်စင်လေးတွေကိုကစ္စည်းနဲ့ပဲဒီမှာကစ္စည်းရဟာလေးတွေပဲယူထားပါတယ်ကစ္စည်းနဲ့မောက်ကလန်နဲ့ပေါ့တခြားကျန်နေနိရောဓိတိပဏိသရဏိတိဒီမှာလည်းပဲတွေ့ရပါတယ်အဲ့တော့ဒီမှာကစ္စည်းရဲ့နမူနာလေးတွေပဲယူလိုက်တယ်ဥမာသာရိတန္တပု္ပ္ပဗံဇဟန္တာဒီဟိထောဟန္တာဒီဟိထောဒီမှာဗံဇကနာငယ်နဲ့ဇာခွင့်နဲ့ဆင်တာတွေ့ရတယ်ဗံဇတော်ဂောစာနာငယ်နဲ့ဇာခွင့်နဲ့ဆင်တယ်နောက်နမိရတသောဘာဝကရဏေသူရန်ဇနာငယ်နဲ့ဇာခွင့်နဲ့ဆင်တယ်ဥတုရန်ဇဒန္တနာဒန္တတာတထောဓာထာစာအဲ့ဒါကစီပဲနာငယ်နဲ့ဇာခွင့်နဲ့ဆင်တယ်ရန်စုဓာရိဓာရိရာကိရာကောကွာစီဇာတာလောဘောစာဒီနေရာမှာမာနေနှစ်တုတ်ကွဲသွားပါတယ်တတုတ်ထက်ဖြစ်မှာကွာစီဇာတာလောဘောစာကွာစီဇာတာလောဘောစာရန်ဇတက်ပါနော်ဒီမှာလည်းရန်ဇတက်ပဲနောက်ဂောဗန္ဇာတိဒါတော့မောက္ကလန်တုတ်ပေါ့ဂောဗန္ဇာတိတေရာကတော့မောက္ကလန်တုတ်မှာလည်းပဲဗန္ဇာဆိုပြီးတော့နားငယ်နဲ့စာခွင့်နဲ့တွေ့ရတယ်
အဲ့တော့ဓာတ်သုံးခုဟိုဒီမှာပြပေးမယ်ဗန်စရယ်ရန်စရယ်တန်စရယ်သုံးခုပြပေးမယ်တန်စတက်နဲ့ဒီဓာတ်ရိုက်မတွေ့မိဘူးပေါ့နော်လောလောဆယ်တော့မတွေ့မိဘူးသို့တော့အရေးမကြီးပါဘူးဒီလူမျိုးတုတ်တွေလည်းရှိတယ်အဲဒီဓာတ်တွေကိုနားငယ်တဲ့ဇာခွဲနဲ့ဆင့်ထားတဲ့ဓာတ်တွေပစ္စည်းကျန်တွေမှာနေရိုတီတီပနီရူပသိက်တီတရဏီတီမောက္ကလန်ကျမ်းတွေမှာရှိတယ်ဆိုတာကိုသိရင်ရပြီဖြစ်ပါတယ်အဲ့တော့တန်ဆာဓာတ်နဲ့ကတော့တိုက်ရိုက်မတွေ့မိပါဘူးသို့တော့အာရိသရာအရာဒီဗန်ဆာဓာတ်တွေတော့မှာနော်ဟိုတွေ့နိုင်တယ်ထင်ပါတယ်ဓမ္မတာရိတဏဘုဇဗန်ဆာဒီဟိမှာအာရိသရာပါတယ်အဲ့တော့တိုက်ရိုက်တော့မတွေ့မိဘူးပေါ့တန်ဆာဓာတ်ကိုအဲ့တော့ဒါကဒီဗန်ဆာရန်ဆာတန်ဆာဓာတ်တွေနဲ့ဆိုင်တဲ့ကစီသရာတို့မောက္ကလန်ကျမ်းတို့မှာဒီပြထားတဲ့တွေ့ရတဲ့ဒုက္ခလေးတွေဖြစ်ပါတယ်နာငယ်တဲ့ဇာခွဲနဲ့ဆင့်ထားတာကိုသုံးထားပါတယ်နောက်ဓာတ်သုံးခုဆိုင်ရာရုပ်တက်ကလေးတွေလည်းပဲဒီမှာခိုင်လုံအောင်ဒီမှာပြထားပါတယ်အဲ့တော့အဓိပ္ပာယ်တွေတော့မပြောတော့ဘဲနဲ့ဒီပုံစံတွေရှိတယ်ဆိုတာကိုပဲအဓိကထားပြကြတာဖြစ်ပါတယ်အဲ့တော့ရန်စရာဂီဒါပစ္စယောဇာလောဘောစာရန်တန်ကိုရုပ်တက်ပြတာဖြစ်ပါတယ်အဲ့ဒါကမှတော့ရန်တန်ကရန်စတက်ကလာတယ်ဒါပစ္စည်းတက်တယ်ပြီးတော့ဇာကိုခြေတယ်ပြောတယ်အဲ့တော့ဇာကိုခြေပဲပြောပြီးတော့နာငယ်သူထည့်ပြီးတော့ပြောမထားပါဘူးနာငယ်ကိုထည့်ပြောမထားပါဘူးဒီမောက္ကလံမှာကျတော့ဒီဟာကိုရုပ်တက်တဲ့ခါမှာသူကနာငယ်ကိုဟိုတော့ထည့်မပြောဘဲနဲ့သူကနေဂိတ်ချွေလို့နေဂိတ်ချွေခြေဆိုပြီးတော့ဒီအဲဆရာတော်အရိယဝန္တရဲ့မောက္ကလံနေတရားကျမ်းပြီးတော့ဆရာတော်ဥက္ကဝန္တာပိဝန္တရဲ့ဥက္ကဓမ္မပိဝန္တရဲ့မောက္ကလံနေတရားတွေမှာလည်းပဲနေဂိတ်ချွေပြီးခြေဆိုပြီးတော့တွေ့ရနေဂိတ်ကိုခြေဖို့ပြောတာပါအဲ့ဒီနေဂိတ်ကမင်္ဂလာတော့နာငယ်ကိုပြောတာရဏဇတ်ရဲ့နာငယ်ကိုပြောတာဖြစ်ပါတယ်အဲဒီမှာရန်ဇတ်ကိုဟိုယူထားတာတွေ့ရတယ်ရန်ဇတ်ကနေပြီးတော့ random ဖြစ်တဲ့ဒါပတိတက်တဲ့စာခွဲချီတယ်မောက္ကလန်လို့ဆိုလို့ရှိရင်တော့နေဂိတ်ချီတယ်နေဂိတ်ကနာကိုပြောတာဖြစ်တယ်နောက်ကရူပသိတ္တိကဒီရတ္တန်ဆိုတဲ့ယုတ်ကိုတက်တဲ့အခါမှာရန်ဇရာဂိစဒါထပစ္စည်းတမယ်ကွာစီဓာတုနဲ့ဓာတုကိုချီမယ်ဒီပေါ်ပြုမယ်ဒီပေါ်ပြုမယ်ဆိုတာဒီမှာအာသရိသတွေပေါ်ပြုမယ်အဲ့တော့ရတ္တန်လို့ဖြစ်တယ်ဒီမှာလည်းပဲရန်ဇတကိုသုံးတာတွေ့ရတယ်နောက်တန်ဇသင်္ကေတန်ဇတပဲသင်္ကေကညိချင်းသင်္ဇနံသင်္ကောနတ္တနိကိတံအဲ့တော့သင်္ဇနံနေသင်္ကောတွေမှာသူကတန်ဇတရဲ့နာငယ်ကိုနိကိပြုရမယ်ဒါကတော့နိကိတသင်္ကောကနေတော့တုတ်ပေါ့အနတ္တနိကိတနဲ့နာကိုနိကိပြုရမယ်ဆိုတော့ပြထားတယ်ရုပ်တွက်ဒီရုပ်တွက်ကလေးကိုမြင်မြင်အပြင်လည်းပဲတန်ဇတက်ရှိတယ်ဆိုတာကိုသိရမှာဖြစ်ပါတယ်ရန်ဇတက်တွေရှိတယ်ဆိုတာကိုသိလို့ရပါတယ်တတ္ထသရင်္ဂောတိရန်ဇရာဂေတိမတ္တရန်ဇတိတရက်တေဆိုပြီးတော့ဒါကဒီမုခပတ္တတိမဏိဆိုတဲ့နေရာသားမှာဒီရန်ဇတက်ယူပြီးတော့ပဲရုပ်တက်ပြထားတာဖြစ်ပါတယ်သူကတော့ဒီရင်ဂောတထဆိုရင်ဂောဒီရင်ဂောဆိုတဲ့ယုတ်ကိုသူကတက်ပြတာဖြစ်ပါတယ်ရန်ဇလို့ရာဂေလို့တည်ပြီးတော့သူကရန်ဇတိတွေဝိจิဆိုပြီးတော့အကုန်လုံးတုတ်တွေပြပြီးတော့ယုတ်တက်ပြဖြစ်ပါတယ်အဲ့ဒီမှာဣမိနာတန်ယောဂာတိတနာခရတနိကိနကတဝံဒီတန်ယောအစမှာရှိတဲ့ဒီနာခရာကိုနေခိပြုလို့ဒီမှာပြောပါတယ်နေခိတာတန်ယောဂာတိနော်ရန်ဂောလို့ပြည်တယ်ပေါ့ငါမုခပတ္တာဒီမနေကလည်းပဲရန်ဇကိုယူပြီးတော့ရင်ဂောကိုရုပ်တက်ပြတယ်ရန်ဇရဲ့နာကိုနေကိပြုရမယ်ဒါကဒီတရားကျမ်းတွေမှာလည်းပဲဒီဓာတ်တွေကိုယူပြီးတော့လက်ခံပြီးတော့ဒီရုပ်တွေကိုတွက်ပြတယ်ဆိုတာကိုသိရပါတယ်အဲ့တော့ဒီဓာတ်တွေရှိတယ်ဆိုတာကိုသိရပါတယ်တွေ့နိုင်ပါတယ်နောက်တစ်ခုအဲ့ဒီဗန်ဇရန်ဇတန်ဇဓာတ်သုံးခုရဲ့ဓာတ်သုံးခုဟာမှန်ပါတယ်ရှိပါတယ်မမှားပါဘူးဆိုတာကိုထောက်ခံတဲ့ဒီတစ်ခုတည်းသောအမာခံတုတ်ရှိပါတယ်အဲ့တော့ပစ္စည်းကျမ်းမှာကတော့နေဂိတတန်ယောဂါဒီနောဆိုတဲ့တုတ်ဖြစ်ပါတယ်ကျန်တဲ့သရဏီတိ
ရူပသိတ္တိဒီမှာလည်းပဲတွေ့ရပါတယ်သို့တော့ဒီစကားလုံးပြောင်းတာဘာညာရှိနေပါတယ်သူဒီပုံချင်းရှင်းတော့ဒီထားတာချင်းမတူတာပဲရှိနေမှာနော်အဓိပ္ပာယ်ကတော့ဒီအဓိပ္ပာယ်ပဲဖြစ်ပါတယ်အဲ့တော့နိခိတသံယောဂါဒီတော့သူ့ရဲ့အဖွင့်လေးကကြတော့ဗုဒ္ဓီကကြတော့သံယောဂါဒီဘူတော်နတ်ကတော့နိခိတမှာပစ္စတိပြောက်တွေကတော့ရင်ကောပင်ကောသင်ကောအဲ့ဒီမှာအဓိပ္ပာယ်အချုပ်ကတော့တန်ရုပ်အစမှာရှိတဲ့နာငယ်ကိုနေခိဆိုတဲ့တိတိတင်ဖြူတဲ့သုတ်ဖြစ်ပါတယ်ဒီသုတ်ရဲ့အဓိပ္ပာယ်ကတော့တန်ရုပ်ရဲ့အစမှာဖြစ်တဲ့နာငယ်ကိုနေခိဖြူတယ်တန်ရုပ်အစဆိုတာကျတော့ရန်ဇတဆိုလို့ရှိရင်နာနဲ့ဇနဲ့ကတန်ရုပ်ခေါ်ပါတယ်နာကအစမှာတန်ရုပ်ရဲ့အစအပေါ်ဖြစ်ပါတယ်အဲ့တော့နာကိုသူကနေခိပြုခိုင်းတာဖြစ်ပါတယ်နာကိုနေခိပြုလိုက်တော့ဒီဓာတုံရှင်းလိုက်ရင် runs လို့ဖြစ်တယ်အဲ့ဒီမှာနာကိုနေခိပြုလိုက်ရင် runs လို့ဖြစ်တယ်တိတိတင်နဲ့ run ဆိုပြီးတော့တိတိတင်နဲ့ဖြစ်တယ်အဲ့မှာဒီဇကိုဂါပြုလိုက်မှဆိုလို့ရှိရင်တော့သူရင်ကလို့ရှိရင်အဲ့ဒီမှာဂါကိုရကိုဂါပြုမယ်ရကိုနေခိပြုမယ်ဆိုလို့ရှိရင်နေခိကိုငါပြုမယ်ကဝကန္တာငါပြုမယ်ဆိုလို့ရှိရင်တော့ရန်ကဆိုပြီးတော့ရန်ကဆိုပြီးတော့ဖြစ်မယ်ဂါမှာတရမရှိဘူးဒီမှာရေးလို့မရလို့ဒီတိုင်းတရမရှိလို့ရေးထားတာပြီးတော့နောက်ပစ္စည်းကြောင့်လုံးမှဆိုလို့ရှိရင်နောက်ပြီးဆုံးတော့ရင်ကဆိုတဲ့ပုံစံရလာတယ်ပေါ့နော်အဲ့တော့ဒီမှာဒီဒီတုတ်ရဲ့နိဂိတသောကာရိနောတုတ်ရဲ့အတိချုပ်ကလေးကိုပုံစံလေးနဲ့ပြတာဖြစ်ပါတယ်အဲ့တော့ဒီရန်ဇရဲ့နာကိုနေဂိပြလိုက်ခြင်းအပြင်ရန်ဆိုပြီးတော့တိတိတင်လေးနဲ့ရလာမယ်အဲ့ဒီနေဂိကိုမှတိတိတင်ကိုမှနောက်ကစားနှောင်းနေတဲ့အတွက်ဇကိုခါပြုမယ်ခါပြုပြီးမှခါနှောင်းကဝကခါနှောင်းနေတဲ့အတွက်နေဂိကိုငါပြုလိုက်တော့ရန်ကလို့ဖြစ်လာမယ်အဲအဲ့တော့နောက်ဘင်္ဂောသင်္ဂောဆိုတဲ့ပုံစံလေးလည်းပဲရင်ကရုပ်ရဲ့ဒီရုပ်ချင်းကိုနားလည်ရင်နားလည်ပြပြပါတယ်အဲ့တော့ပြောချင်တာကတော့ဒီတုတ်ဟာနိဂိတယောဂါဒီနောဆိုတဲ့တုတ်ဟာရန်ဇဗန်ဇတန်ဇဓာတ်တွေဟာတသုံးခုဟာတကယ်ရှိတယ်ဆိုတာကိုထောက်ခံနေတဲ့တခုတည်းသောအမာကံတုတ်လို့ပြောလို့ရမှာဖြစ်ပါတယ်နိဂိတသံယောဂါဒီနောနိဂိတသံယောဂါဒီနောတုတ်ကြောင့်ရန်ဇဗန်ဇတန်ဇဓာတ်တွေဟာတကယ်ရှိတယ်ဆိုတာကိုသိနိုင်မှာဖြစ်ပါတယ်နောက်သို့တော်လည်းပဲအဲ့တော့ရန်ဇဗန်ဇတန်ဇရန်ဇဓာတ်တွေရှိတယ်ဆိုလို့ရှိရင်ဒီဗန်ဇဓာတ်ဆိုလို့ရှိရင်ဗန်စတိရန်ဇဓာတ်ဆိုရင်ရန်စတိတန်ဇဓာတ်ဆိုရင်တန်စတိဆိုတဲ့ပုံစံလေးရှိပါတယ်ဖြစ်လာတယ်ပေါ့ကရိယာဖြစ်လာတယ်အဲ့ဒီကရိယာတွေကဒီသရကျမ်းတွေမှာပဲတွေ့ရတယ်အဲ့တော့သရကျမ်းတွေကတော့ဒီမှာဒီကစီတို့ဝိသိတိမောကလံသရဏီတိဥက္ကမတ္တတိပနိဥက္ကမတ္တတိပနိပြီးတော့ဝိရဏပတိပိကတိကာယုဒိတိပနိဒါရဒသင်္ဃကျမ်းတွေတက်ကျမ်းတွေမှာပဲသရကျမ်းတွေတက်ကျမ်းတွေမှာပဲတွေ့ရတယ်အဲ့ဒီပုံစံတွေကအနာငယ်နဲ့စာခွဲနဲ့ဆင်ထားတဲ့ဗန်စတိရန်စတိတန်စတိဆိုတဲ့ပုံစံတွေကသရကျမ်းတွေတက်ကျမ်းတွေမှာပဲတွေ့ရတယ်ပရိက္ခရာတိကာတွေမှာကျတော့ဒီဘင်စတိရင်စတိသင်စတိဆိုတဲ့ပုံစံတွေပဲတွေ့ရတယ်ပေါ့နော်အဲ့တော့ဘင်စတိဆိုလို့ရှိရင်ကတော့ချိုးပဲဖြစ်စီတဲ့ရင်စတိကတော့ငွေလျော်တဲ့တမတ်တဲ့ညှိကတဲ့စာသည်အများကြီးရှိတယ်သင်္စတိကတော့ကஞ்ကြီးတဲ့တွေ့တာလေဆွမ်းလန်းတဲ့စားတဲ့နှစ်တွေရတယ်ပေါ့အဲ့တော့ဒီဗန်စတိရန်စတိသံစတိဘုဒ္ဓေကသရကျမ်းနေတကျမ်းနေမှာပဲတွေ့ရပြီးတော့ဘင်စတိရင်စတိသင်္စတိပုံစံတွေကြတော့ဒီပါဠိတော်ထာဂရတိကာတွေမှာတွေ့ရတယ်အဲတက်ကျမ်းတွေမှာကြတော့ဒီဘင်စတိဆိုတဲ့ဒီဝတ္တုချင်းစစ်တဲ့ရင်စတိဆိုတဲ့ဝတ္တုချင်းစစ်တဲ့ပုံစံတွေတက်တွေ့ရတယ်သင်္စတိဆိုတဲ့ဝတ္တုချင်းစစ်တဲ့ပုံစံတွေတွေ့ရတယ်အဲ့တော့သရကျမ်းမှာကြတော့ဗန်စတိလည်းတွေ့ရတယ်ဘင်စတိလည်းတွေ့ရတယ်ရန်စတိလည်းတွေ့ရတယ်ရင်စတိလည်းတွေ့ရတယ်သင်္စတိလည်းတွေ့ရတယ်သင်္စတိလည်းတွေ့ရတယ်အဲ့တော့ဒီပါဠိတော်ဂရတိကမှာကြတော့ဒီဘင်စတိရင်စတိသင်္စတိဆိုတဲ့ပုံစံပဲဝတ္တုချင်းပဲတွေ့ရတယ်
တွေ့ရတယ်သို့သောအဲ့မှာဒီရှားကြည့်တဲ့ခါကျတော့ပိရဏပရိပိကာဒီမှာဒီကမှာကျတော့သူကနှစ်ခုတွေ့ရတယ်ဗန်စားတွေ့ရတယ်လို့ဘင်စားလည်းတွေ့ရတယ်ရန်စားတွေ့ရတယ်လို့ရင်စားလည်းတွေ့ရတယ်တန်စားတွေ့ရတယ်လို့တင်စားလည်းတွေ့ရတယ်အဲ့တော့နှစ်မျိုးစီတွေ့ရတယ်ဒီဓာတုမာလာမှာကျတော့ဒီတန်စားဆိုရင်သင်္ကေဓမ္မဒီပုံစံတူပြီးတော့အနှစ်မတူတာလေးတွေလည်းအဲဓာတုမာလာမှာတွေ့ရတယ်ပေါ့နော်အဲ့တော့တန်စားသင်္ကေဒီမှာသင်္စားကျတော့ပြိတ္တကေအာလင်္ကနပြိတ္တကောဆိုပြီးတော့လူမျိုးလေးတွေတွေ့ရတယ်အဲ့တော့ရာဂနာပါဠိထာဂရာဒီကသရကျန်တွေမှာဘယ်ပုံစံတွေတွေ့ရတယ်လဲဘယ်ပုံစံတွေမတွေ့ရဘူးလဲဘယ်ပုံစံတွေကဘယ်မှာပဲတွေ့ရတယ်လဲဘယ်ပုံစံတွေကဘယ်မှာမတွေ့ရဘူးလဲဆိုတာကိုဒါဟိုနှိုင်းရှင်ပြတာဖြစ်ပါတယ်နောက်ဗန်ဇရန်ဇတန်ဇတသုံးခုနဲ့ဒီတခြားကျန်တွေမှာဘယ်လိုပြထားသလဲဆိုတာလေးကိုကြည့်ရမှာဆိုလို့ရှိရင်ဒါလည်းပဲလန်းမိသလောက်ဒီနမူနာအနေနဲ့ပြတာဖြစ်ပါတယ်အကုန်လုံးပါဠိပိဋံသက္ကရာပိဋံကုံရှိသမျှနိုင်မလို့တော့ပါဘူးဒီနမူနာအနေပဲဥပလက္ခဏာနည်းအနေနဲ့ပဲပြပါမယ်အတိပိဋကပါဠိမြန်မာပိဋံမှာဆိုလို့ရှိရင်ဘင်္စတိရင်စတိသင်္စတိဆိုတဲ့ပုံစံတွေပဲတွေ့ရတယ်အဲ့တော့ဘန်စတိရန်စတိသံစတိဆိုတဲ့ပုံစံတွေမတွေ့ရပါဘူးသို့တော်လည်းပဲဘန်စတိရန်စတိသံစတိဆိုတဲ့နာငယ်နဲ့ဇာကဝဲနဲ့အဆင့်တဲ့ပုံစံတွေကတကယ်ကစီကျမ်းတွေသရဏီတိအဲသရဏီတိပြီးတော့နိရောဓိဒီပနီဥပသိတိတို့မှာတကယ်ရှိပါတယ်သို့တော်လည်းပဲဒီပြကပါဠိမှာပြီးတယ်မှာဘန်စတိရန်စတိသင်္စတိလို့မရှိဘဲနဲ့ဘင်္စတိရင်စတိသင်္စတိဆိုပြီးတော့ဝတ္တုချင်းဆင့်ထားတဲ့သကလုံးတွေပဲပြထားတာတွေ့ရတယ်ပေါ့နော်အဲ့ဒါလည်းပဲစဉ်းစားကြမယ်ဘာကြောင့်လဲပေါ့နော်အဲ့တော့ပါဠိပါဠိအင်္ဂလိပ်ဗီဒံဒီ PED ပါဠိ English Dictionary Reader's Digest William Street တို့ရေးတဲ့ဘာ PDS ကထုတ်တဲ့ပါဠိအင်္ဂလိပ်ဗီဒံမှာလည်းပဲသူကဘင်္စတိရင်စတိသင်္စတိပဲတွေ့ရတယ်သင်္စတိကိုကျတော့သစတိလို့လည်းပြထားတယ်အဲ့တော့ဘန်စတိရန်စတိသန်စတိဆိုပြီးတော့ဝတ်မတူတာဆင့်ထားတာမတွေ့ရဘူးပြမထားဘူးပြီးတော့ဓာတ်တွေကိုလည်းပဲပြတဲ့အခါမှာသူကဘင်စတိဆိုဘင်စကလာတယ်ရင်စတိဆိုရင်ရင်စကလာတယ်သင်စတိဆိုရင်သင်စကဆိုပြီးတော့ဒီတိုင်းပဲပြတာတွေ့ရတယ်စာမျက်နှာတွေဒီမှာပြပေးထားပါတယ်နောက်ဒီသက္ကတအင်္ဂလိပ်ဗီဒံ SED Sanskrit English Dictionary ဒီမော်နီယာဝီလီယံရဲ့ဗီဒံမှာလည်းပဲသူကဘင်စားတက်ဆိုရင် pneumatic ဆိုတဲ့ပုံစံတစ်ခုတွေ့ရတယ်ဒီ PED မှာကျတော့ pneumatic လည်းပြရတယ်ဘင်စတိလည်းပြရတယ်အဲ့တော့ risati တွေ့ရတယ် risati လည်းတွေ့ရတယ်အဲ့မှာသူက rinsa တက်ရ risa တက်ရတစ်ခုပြတယ် risa တက်ကဒီ risati rinsa တက်က risati ဖြစ်လာတယ်ပေါ့နောက်သင်္စတိတန်စတိသင်္စတိသစတိသင်္စတိကသင်္စားတက်ကလာတယ်သစတိကသစားတက်ကလာတယ်ဒီလိုပဲတွေ့ရတယ်အဲ့တော့တန်စဆိုပြီးတော့နာငယ်နဲ့ဇာခွဲနဲ့ဆင့်ထားတာပြထားတာမရှိဘူးဒါသမဏလေးမှာပြထားတယ်နောက်ဒီပါဠိဘာသာဗီဒံဒီ Dictionary of Pali Language ပေါ့Chetas ကဒီ Dictionary of Pali Language ရဲ့ပြီးတော့ DP ဆိုတဲ့ Dictionary of Pali ရဲ့ပြီးတော့သူ့ရဲ့ဟောတာကတော့ဒီ Margaret Combs ပေါ့အဲ့ဒီဗီဒံတွေမှာလည်းပဲသူကဘင်္စတိပဲတွေ့ရတယ်ဘင်္စတိပဲတွေ့ရတယ်ပေါ့နော်ဘန်စတိဆိုပြီးတော့ဝတ်မတူချင်းဆင်ထားတဲ့ပုံစံကိုပြမထားဘူးပေါ့နော်အဲ့တော့ဒီပြည်ဒံတွေမှာလုံးဝဒီဝတ်တူချင်းဆင်ထားတဲ့ဘင်စတိရင်စတိသင်္စတိဆိုတဲ့ပုံစံတွေပဲတွေ့ရပြီးတော့ဘန်စတိရန်စတိသန်စတိဆိုတဲ့ဝတ်မတူချင်းနားငယ်နဲ့ဇာခွဲနဲ့ဆင်ထားတဲ့ပုံစံတွေမတွေ့ရဘူးအဲ့တော့ကျုံငုံသုံးသက်ကြည့်ရမှာဆိုလို့ရှိရင်ဒီအခရာစင်ပုံစနစ်မကျဘူးလို့ယူဆနိုင်တဲ့တက်က၃ခုရှိတယ်ဘန်ဇာတက်ရဲ့ရန်ဇာတက်ရဲ့တန်ဇာတက်ရဲ့သို့တော်လည်းပဲဒီအဘိဓမ္မာတိကလိုမျိုးကျမ်းနေမှာကြတော့ဒီဘန်ဇာဘင်ဇာရန်ဇာရင်ဇာတန်ဇာတင်ဇာဆိုပြီးတော့ပုံစံနှမျိုးစီတွေ့ရပြန်တယ်ပေါ့နော်ပုံစံနှမျိုးစီတွေ့ရတယ်အမ်ဒီအဘိဓမ္မာနေဒီပိကပါဠိမြန်မာအဘိဓမ္မာပါဝင်တက္ကရာအဘိဓမ္မာအဲတက္ကရာအင်္ဂလိပ်ဗီဒံပါဠိအင်္ဂလိပ်ဗီဒံတွေမှာကြတော့လည်းပဲဘင်ဇာတရင်ဇာတသင်္ဇာတွေပဲတွေ့ရတယ်ဝတ်မတူချင်းစင်တာလည်းဘန်ဇာရန်ဇာသင်္ဇာတွေပြထားတာမတွေ့ရပြန်ဘူး
အဲ့တော့ဘာကြောင့်သူကစနစ်မကျလဲအခရာစနစ်မစနစ်မကျလဲဆိုလို့ရှိရင်တော့ဒီနာငယ်နဲ့ဇာဝတ်နဲ့ဆင်မှဆိုလို့ရှိရင်အပေါ်ကနာငယ်ကတာဝန်မူဝက်ဖြစ်နေတယ်အောက်ကဇာဝက်ကဒီအဲစဝက်ဖြစ်နေတယ်ဗောနော်ပထမကရဖြစ်နေတယ်အဲ့ဒီအတွက်ဝက်မတူတဲ့အတွက်ကြောင့်စနစ်မကျဘူးလို့ပြောရတာဖြစ်ပါတယ်ဒါလည်းပဲရေပုံရအောင်ကြည့်ပြီးတော့စနစ်မကျဘူးလို့ပြောရမှာဖြစ်ပါတယ်အဲ့တော့ဒီတက်သုံးခုကိုကြည်ကြည်အဖြစ်အဲ့တော့ရေပုံရအဖြစ်အဲဒီဝတ္တုချင်းပဲဆင်ပြီးတော့ဒီအပ္ပကအဖြစ်အနေငယ်အဖြစ်ဓာတ်မတူတာလည်းပဲဆင့်တယ်ဆိုတာကိုယူရမယ့်ပုံစံမျိုးရှိနေပါတယ်အဲ့တော့ဘာကြောင့်အဲ့လိုမျိုးဖြစ်ရတယ်လဲဆိုတာကိုစဉ်းစားနိုင်တဲ့အကြောင်းအရာလေးတွေကိုပြောမှဆိုလို့ရှိရင်ဥမာဒီညနဲ့ဝတ္တုချင်းဆင်မဲ့ဗန်ဇဆိုလို့ညနဲ့ဆင်မဲ့ဘင်ဇပေါ့နော်ဒါပေမဲ့နိုင်ငံတကာတန်ကြတော့သူကဗန်ဇလို့တွက်တယ်မြန်မာမှာတော့ဘင်လို့တွက်တယ်ဘင်ဇလို့တွက်တာပေါ့နိုင်ငံတကာမှာကျတော့ဗန်လို့တွက်တယ်အဲ့ဒီလိုမျိုးအတန်တစ်ပုံချင်းဒီမတူတဲ့အတွက်အဲမှားသလားပေါ့နော်ဒါစဉ်းစားစရာတစ်ခုလို့မြင်မိပါတယ်အခုအခရာရေးပုံမတူတဲ့အတွက်ကြောင့်အခရာရေးပုံဒီစင်တူတဲ့အတွက်ကြောင့်လားပေါ့နော်အခရာရေးပုံစင်တူတဲ့အတွက်ကြောင့်လားနာငယ်နဲ့ညနဲ့နာငယ်နဲ့ပေါ့နော်ဒီတက္ကတာအင်္ဂလိပ်မြန်မာအခရာတွေမှာဒါပေမဲ့လည်းပဲအဲ့လိုမျိုးစဉ်းစားနိုင်ပေမဲ့လည်းပဲဒီကစီချင်းမှာဒီနိဂိတသံဃာဒီနောဆိုတဲ့တုတ်ကသူကဗန်ဇရန်ဇတန်ဇရက်တွေရဲ့အပေါ်နာငယ်ကိုတန်ရုပ်စနာငယ်ကိုနိခေပြုလို့ပြောထားတာဖြစ်တယ်ပြီးတော့ပုံစံနည်းနဲ့လည်းပြုတ်တက်ပြတယ်ကစီအရူပသိတိနောက်လည်းဖြစ်တဲ့ရူပသိတိတို့မုခမတ္တတိပနီတို့အဲအဲ့ဒီကျမ်းတွေမှာလည်းပဲသူကနာငယ်ကိုနိခေပြုလို့ပြထားတာဖြစ်တယ်ပေါ့အဲ့ဒီအတွက်ဒီရင်ကောပင်ကောသင်ကောဆိုတဲ့ရုပ်တွေကိုအဲ့လိုမျိုးဒီအဲ့ဒီတက်တွေကနေပြီးတော့ဆင်းသက်တာလေလို့ယူပြထားတဲ့အတွက်ရောပြီးတော့အဲအဲ့ဒီကျမ်းတွေမှာပဲနတ္တနိကိတံစသည်ဖြင့်နေရာမှာလည်းပဲအဲ့လိုမျိုးနာငယ်ကိုနာယုရဲ့အစနာငယ်ကိုနေခဲ့ပြရမယ်လို့လူမျိုးရုပ်တက်ပြထားတဲ့အတွက်ကြောင့်ရောပေါ့နော်ဒီတက်တွေဟာရှိတယ်ဆိုတာကိုလက်ခံရမယ့်ပုံစံမျိုးဖြစ်ပါတယ်အဲ့တော့ဒီခုနပြောသလိုပဲရေပုံရအဖြစ်ဝက်ပြီးချင်းအဲဝက်တူချင်းသာဆင်တွင်လို့ပြောရမှာဖြစ်ပါတယ်အပ္ပကအဖြစ်ကြတော့လူမျိုးဝက်ပတူဆင်တဲ့ဗန်ဇရန်ဇတန်ဇတွေလည်းပဲရှိတယ်လို့ပြောမှာဖြစ်ပါတယ်အဲ့တော့သရဟုကရေပုံရအမှုချမမရအောင်ဆိုတဲ့အတိုင်းဒီဓာတ်သုံးခုဟာဒီစကားပုံလေးပေါ့ပါဠိစာပေလောကမှာသုံးတဲ့သရဟုကရေပုံရအမှုချမမရဆိုတဲ့စကားလုံးလေးကိုစကားလေးကိုဆိုရိုးလေးကိုထောက်ခံနေတဲ့အဲနမူနာလေးတွေပုံစံလေးတွေလို့မြင်ပါတယ်အဲသို့တော်လည်းပဲဒီပါဠိထက္ကရာဒီကမှာဘယ်ပုံစံတွေပဲသုံးတယ်ဘယ်ပုံစံတွေမသုံးဘူးသရကျမ်းတွေမှာဘယ်ပုံစံတွေသုံးတယ်ဘယ်ပုံစံတွေမသုံးဘူးဆိုတာကိုလည်းပဲအဲသိရမယ်အဲမှတ်သားရမယ်လို့ထင်ပါတယ်အဲ့တော့ပါဠိထက္ကရာဒီကမှာကျတော့ဒီဝက်ပြီးချင်းတူတာပဲတွေ့ရပြီးတော့အဲတူတာပဲတွေ့ရပြီးတော့သရကျမ်းတွေမှာကျတော့ပြီးတန်အဓိကကျမ်းတွေမှာကျတော့ဒီဓာတ်မတူတဲ့ဝက်မတူတဲ့စင်ပုံတွေလည်းတွေ့ရတယ်ဝက်တူတဲ့စင်ပုံတွေလည်းနှမျိုးသလုံးပြီးတန်ဒီကမှာကျတော့တွေ့ရတယ်အဲ့ဒါဒီပြီးတန်ဒီကကိုပြောတာပါအဲ့တော့ဒီဗီဒီယိုလေးကတော့ဒါပါပဲဒီအခရာစင်ပုံစနစ်မကျတဲ့ဒီအခရာစင်ပုံနဲ့စနစ်နဲ့မကိုက်ညီတဲ့ဓာတ်သုံးခုကိုဘုဒ္ဓရာအနေနဲ့မှတ်ပါတယ်ဗန်ဇာတရန်ဇာတတန်ဇာတတို့ဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့အပေါ်အခရာကတဝက်ဖြစ်ပြီးတော့အောက်အခရာကစဝက်ဖြစ်နေတဲ့အတွက်ဝက်မတူတဲ့အတွက်အခရာစင်ပုံစနစ်မကျဘူးလို့ပြောနိုင်ပါတယ်။သို့တော်လည်းပဲသူတို့ကိုထောက်ခံနေတဲ့သရကျမ်းကကစီသရကျမ်းကတုတ်ကရှိနေပါတယ်။အဲ့ဒီတုတ်အတိုင်းပဲရုပ်တွက်ပြတ်ထားတဲ့သရကျမ်းတွေလည်းရှိနေတဲ့အတွက်ဒီဓာတ်တွေဟာ
လုံးဝဧကံရှိတယ်လို့ယူဆရမှာဖြစ်ပါတယ်အဲ့တော့ရေပုံရအဖြစ်ဝတ္တုဝက်ပြီးချင်းဆင်းတဲ့အခါမှာဝက်ပြီးအတူချင်းပဲဒီဝက်တူချင်းပဲဆင်းပါတယ်သို့တော်လည်းအပကအဖြစ်ဝမတူတာဆင်းတဲ့တက်တွေကိရိယာလေးတွေရှိပါသေးတယ်ဆိုတော့သတိထားမှာဖြစ်ပါတယ်ပန်စရန်စတန်စရလို့ဖြစ်ပါတယ်ပါဠိထာဂရဒီကာတွေမှာကျတော့ဝက်ပြီးဒီဝတ္တုချင်းဆင်းတဲ့ပင်စတိရင်စတိသင်စတိဆိုတဲ့ပုံစံလေးပဲတွေ့ရပြီးတော့သရကျမ်းတွေမှာကျတော့ဒီဝက်မတူချင်းဆင်းတဲ့ပုံစံလေးတွေလည်းသုံးခုဒီမှာတွေ့ရပါတယ်အဲ့တော့ဗိဒ္ဓန္တိကမှာကျတော့ဒီဝတ္တူရာရောမတူတာရောနှစ်ခုစလုံးပုံစံတွေတက်တွေကိရိယာပုံစံတွေတွေ့ရပါတယ်အဲ့တော့ကိုယ်စိတ်နှပြချမ်းသာချမ်းသာကြပါစေ